เก๋สวัสดีครับ Goal มากันแล้วเป็น bro What เย่ bro เย่အခုကျွန်တော်ရောက်နေတာတော့อิสระภาพလို့ခေါ်တယ်နော်စီရက်မန်းခဲလို့လည်းခေါ်တယ်ဗျာတဲတဲ့သွားရင်ကျွန်တော်တို့က icon ချရမ်သွားလို့ရတယ်တဲတဲ့အရှိမစီရက်ရှိတယ်ဘယ်ဘက်ကိုရင်ကျွန်တော်တို့ကสะพานพุทธရောက်မယ်ဖောက်ရတ်ရောက်မယ်ပန်းစေးရောက်မယ်ဗောနော်စံဖိန်လို့ပါလို့သွားလို့ရတယ်ဒီဘက်ဘယ်ဘက်ချိုးရင်ညာဘက်ချိုးရင်ကြတော့ကျွန်တော်တို့ဖလမ်ဆောင်တို့ဝင်းဝင်းညာရီတို့သိရမလားဝင်းဝင်းညာရီတို့ရောက်မယ်ထားဖရာလို့လည်းသွားလို့ရနော်ဒီဘက်ညာဘက်ချိုးရင်အခုကျွန်တော်ကဘယ်ဘက်ချိုးမယ်ဆိုတော့ကျွန်တော်ကဖောက်ရတ်သွားမလို့ဗောနော်ဖောက်ရတ်สะพานพุทธဘက်ကိုသွားမလို့ဆိုတော့ကျွန်တော်ဘယ်ဘက်ကိုချိုးလိုက်ပြီဒီမှာညက်သွားနိုင်တယ်ဒီကြားထဲမှာညက်သွားနိုင်လားညက်သွားနိုင်တယ်နော်ဘရာဒါတို့ရေကားရအရန်ကြက်တယ်ဘာလို့လဲဆိုရင်ဒီမှာမြေအောင်ရထားလားဘာလားလုံနေတယ်နော်မြေအောင်ရထားလားလုံနေတယ်ဆိုတော့လေအားတော့နည်းနည်းချက်တယ်မှကြည့်တကုံချနေမင်းနဲ့ဆုံးတွေ့ခဲ့ပြီးနောက်မှာဟိုပြောရွှင်နေပါအခုဒီကားသွားတဲ့ဘက်ကနေသွားမယ်ဆိုရင်အဲ့ဒါစะพานพุทธပေါ်တက်မှာပေါ့နော်ဒီဘက်ကသွားတယ်ဆိုရင်စะพานพระปกเกล้าလို့ခေါ်တယ်နော်สะพานพระปกเกล้าလို့ခေါ်โอ้มาสะพานพุทธโอ้มาสะพานพุทธกันဖောက်ရတ်ရောက်မယ်တဲ့ဟာဟူလတ်ရောက်သွားပြီဆိုရင်တော့ဖြစ်